က
chiếu ra từ nhà rồi tu hoa nhà đạo mà mấy anh yêu bò để thèm bạn tôi lấy anh yêu si bà đó ê ê ê Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ဘာမှကြည်စရာမပါဘူးသူတို့ကြည်စရာလည်းမပါဘူးနောက်ကလူရှင်တော်တွေသူတို့နေနေတာပြောမှရှိအောင်ပြနေတယ်အမပြောင်းခုမှနာချွေးတာတော့ဆောင်းလို့ချွေးဖေးပေါ်ဘာလို့ရှာလဲနော်နေအဲ့ဒါရင်ယူတော့မှရန်လို့ မင်းသူ့ကြတော့တတ်တာပါလေမင်း တို့ကမဟုတ်တော့ပိတ်တလေးနဲ့လျံမိပြစ်လိုက်ပါ အဲ့လိုရတဲ့ပတ်စံလေးကြွားလိုက်ပါမယ်မဘွေးကလည်းတစ်ခါလည်းပြုတ်ကြသေးပါပြီနော် ဒါမျိုးကြရရတယ်တို့ကလူပေါင်းစီကိုထောက်ကောက်ထား တတိပြတော့အားလာရင်စွန့်တင်အမှညမကတိတ်ဟာလာဆိုင်မင်းသားလေးသာသူဟဲ့ မတူရန်လောက်တာတော့မနေ့ပြန်ခမရနဲ့ရန်ဖြစ်တာလားဟုတ်ပါဘူး ဟာလာဆိုင်မင်းသားလေးရုံတော့မအောင်မယ် တော့လာပြီ မဘွေးကလည်းမျက်တိကိုနောက်နေအမထုံးဘမရနော်ဟုတ်တယ်မတိုက်ပါဘူးမရလေ အာဘာလေးလာယူရတော့ ဓာတ်လိုက်လို့သူမြင်ကြည့်ထီတာကဓာတ်လိုက် လူမိုက်ဒီဘက်ကြီးလေးနေတာ ငါဖြတ်ပေးမယ်အဲ့လေးပြောတော့ ဘဲလည်းညီတော့တစ်ဖက်ဖက်တော့လုံးလာအောင် သောသူဟိမ ဟုတ်ပါ ကျွန်တော်ဘာလို့အော်လောင်သိလား ဘာလို့အော် ကျွန်တော်အော်ချင်လို့အော်နေမှာမဟုတ်ဘူး ဘာဖြစ်လို့တော့ အိမ်တော်ဘယ်နဲ့တက်လို့တက်မှာမသိလို့ ဟုတ်လာပါတော့နည်းနည်းတော့လန့်နဲ့ခွေးတော့ကြိုက်တယ်သတိထား အိမ်တော်ဖုံးကြောင်းထဲမှာတော့ရှိတယ်ဖုံးကြောင်းထဲမှာရှိတယ် လေးလုံးနိုင် အိမ်တော်တဲ့နေရာတော့အများကြီးပဲဂလန့်နေရာတစ်ခုမှမကောင်းကိုကခက်တီနဲ့ထိုင်တာပေါ့ဂလန့်နေကောင်းတယ်ပေါ့အပြင်ကကိုရင်လေးကလာဆိုတာကိုတော့နေအောင်ဟိုတခါမနေဆွဲထားတယ်မလေး မလေးတော့တော်သေးတာပါကိုတော့ပြည်သေးမကက်လိုက်ရတကန်ကောင်း တခါပါလားစိုက်ကုန်တိပြလေဗျာသောသူဟိမ တော်သူအိမ်ပါပဲ အေးမေ့ပါပြီတိုင်းတစ်ခွေမှာနိုင်မရှိတာသူကဆိုင်မြေမှာ ဆိုင်မြေပါပဲ တိုင်းတစ်ခွေမှာနိုင်မရှိတာသူကဆိုင်မြေမှာ တိုင်းမြေပါ ဘယင်ဆိုတာဧကတပါဖြစ်တာမို့ဘယင်ဆိုတာတိုင်းပြည်အုပ်ချုပ်တဲ့မင်းတစ်ပါဖြစ်တာမို့ကိုစောသူဟိရေခမရရဲ့လက်နဲ့ကြွလာတဲ့ပြည်သက်ပေါင်းကိုတန်လျက်သားဆိုတော့ဟောဒီလိုပြ ရ တိုင်းလူတွေကများကိုပြင်နိုင်ယူကမကြောပြစီနဲ့ဟောလာဆိုင်စူပါတတာစူပါတတာ ခဏမနေရမရသေးဘူးသူ့ရုံနေရပြီလား ထိန်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  ထိုင်အဲ့ဒါ ပြောတယ်နောက်ကနေ ဟောနေတယ်ဒီဘက်လာတဲ့ အဲ့ဒါမပြောတာနောက်ကနေလိုက်မလာနဲ့လို့ခုလုပ်ငန်းလုပ်ရတာဖိတ်စိန်ပြက်တယ် မေကောင်းလေမသိသူ့မေသူလည်းငေါ့တာပဲနော် မမေနာပြီးမှဒီပြဝေးအောင်ဆက်ပြတယ်တိုင်းလူတွေကများကိုပြင်နိုင်ယူကမကြောပြစီနဲ့ဟောလာဆိုင်စူပါတတာစူပါတတာစူပါတတာ တာစီ အဲ သူပါသလားဆိုတော့ စမ်ပါစတု ကောင်းကောင်းပြောပါ ပြောပါ စူပါစတာဆိုတာစူပါဆိုတာသိ ဟုတ်ပါပါတော့ စူပါဆိုတာအင်္ဂလိပ်လိုတင်ထားလိုက်တာ အဲ တကယ်တော့စူပါရဲ့အဓိပ္ပာယ်က ပါတော့ ကော်ဖီမဲ ငါစန်တေးပဲကြိုက်တာ အကောင်းပြောတာစူပါဆိုတာအကောင်းဆုံးမြင်တော့အတော့ပါဆုံးလို့အဓိပ္ပာယ်ရပါတယ်တတာဆိုတာကမိုးကောင်းငင်ပေါ်ကကျေပါဒါကြောင့်ဇောသူရင်းဆိုတာအနုပညာလောကမှာအကောင်းဆုံးအမြင်ဆုံးတောက်ပါနေတဲ့ကျေတပွင့်မှာလို့ကျွန်တော်ဆိုလိုရင်းပါ ဇော်သူဝိဆိုတော့တော်တော်ကျဲပါတယ် အားလုံး ဟုတ်လေ အားကျရတော့ ကျေတပွင့်လို့တောက်ပါနေတာ အဲ့လိုလုပ်ပါ မသိပါဘာကျဲတာလို့ကျွန်တော်ပြောတော့မလို့မပြောတော့ပါဘူး ဒါကြောင့်ဆိုင်လောကမှာအကောင်းဆုံးမြင်ဆုံးအတောက်ပါဆုံးကျေတပွင့်မှာလို့ကျွန်တော်ကဆိုလိုရင်းပါ ဟုတ်ပါ တူရှင်မို့ရမလွယ်ဘူးလို့တခြားဆိုင်နေတဲ့အဖြေညိအောင်ဆရာ ရ ငားမရိုက်နဲ့ဘေဒီဆိုတာဒီလိုဖွင့်ပြလိုက် လောက်လိုက်ပါဦး ဟုတ်ပါလေအေးအေး ဇွာသားကြောင့်
လောက်ဒီညမအောင်ဆွတ်တော်လုံးရှာဟောတာဆိုင်တယ်မဟောတာကစောသူအိဆိုတာဆိုင်တယ်မအကုန်ထွက် ဖွက် အကုန်ထွက် ဘာလေးထွက်ခိုင်းတာတော့ အလူကလူမနော်ကျွန်တော်တို့ဒီနေ့ညဆိုင်ကောက်တီးချင်ပါတယ် မသမကြီးအောင် ဖုံဖုံလေးကြွလာတဲ့အတွက်နော်ဆိုင်ကောက်တီးမှဖြစ်တဲ့အတွက်ကျွန်တော်တို့ဆိုင်တွေကမကောင်းတဲ့ဂျိုဘုံဂျိုနာမကောင်းတာတွေကျွန်တော်ခုချိန်ရတာပြီးနေထုတ်ပါတော့မယ်ခင်ဗျာခုချိန်နေထွက်ပေးပါခင်ဗျာ ဆိုင်ထဲမှာမကောင်းတဲ့ဟာတွေ ဆိုင်တွေကမကောင်းတဲ့ မကောင်းဆိုးဝါးတွေ ဂျိုဘုံ ထုတ်ထုတ်ထုတ် ဂျိုနာပြန်လိုက်ပါလာတယ်လဲပြန်လိုက်တော့ အဲ့ဒါတည်းဘဲကမှာတော့ ဒါမှအကောင်းတဲ့ကြံ စိတ်နဲ့ကမကောင်းတဲ့အဲ့ဒါထွက်မှာအများတို့ထွက်ကို ဒီပွဲမှာမပေးတဲ့အားလုံးမြင်ရတာနော်မကောင်းတာတွေကျွန်တော်နှင်ထုတ်နေပြီနော်မမြင်ဘူးကြည့်ထားပြန်လိုက်ပါ လာလန်းတဲ့ကိုပြန်လိုက်ပြန်ပြီးတော့မ ဘုံဘုံရှောက်လိုက်ရမှာလားဘုံဘုံတပည့်တော့နှင်ထုတ်ပေးပါဦး မကောင်းတာကြီးနေထုတ်ပေးပါဦး အလူမကြီးကျွန်တော်ဆိုင်နေမကောင်းတာတွေနှင် အဲ လက်ကလေးကအကျင့်ပါနော်အဘက်ထိုးနေရခဏလေးဟိုမဲ ဖြည်းဖြည်းလာဖြည်းဖြည်းလာ ဟွာလာပြီမမတန်တာမိုးတိမ်လာပြီမလုတ်ပါနဲ့မလုတ်ပါနဲ့ဟိုစတာမလုတ်ပါနဲ့တို့လူရှင်တော်ကဆိုင်းတရားကြော်ပြီးလူရှင်တော်လားမဲဟုတ်တယ်ကိုသားရတယ်မရှိတော့နော်ဟာဆက်ပြောလားတော်မင်းလာโอเคလာပြီโอเคကျေးဇူးပါနိုင်မရတော့နိုင်ရโอเคမမရတယ်ထိုးလဲမျိုးထိုးတယ်ရထိုးသွားလိုက်ပတ်စံပါဖို့ရေးကြီးတယ်မလုပ်ပါနဲ့မနမဘယ်သူတော့အတိဘူးတဲ့တော်မအင်းတယ်နေတဲ့တာဝိုင်းတော့သူနမမတိဘူးတဲ့ နမလေးချစ်စရာလေးမသိဘူးတဲ့အဆန်းနေတော့ မြန်မာတွေလုပ်တဲ့ဂီတပရောဂျက်ကဟုတ်ပါဘီစာမရောတဲ့စတိုင်မှုတင်လာတာနဲ့ကိုစောသူဟင်း ပြ ခဏညမှာလေရွှေလေးကပြိတ်သက်ပေါင်းကိုလေခမရရဲ့လက်နဲ့အိုက်ကျူးဆိုတာဟောဒီလိုပြစ်ချလိုက်ပါဦးဆရာမာချပါလေကိုစောသူဟင်းလေလူဘောတော့ဝင်မှာလူဘောတော့ဝင်လိုက်ဆွဲထုတ်လူဘောတော့ဝင်မှာအတူတူဝင်လိုက်တော့ဆွဲထုတ်အလုတ်ပြခုခံညံပြည့်ဆုံးဖြတ်သုံးသက်ဖို့ကြတော့လေ့လာရပါတဲ့ ဟုတ်ပါ တွေ့လိုက်ရင်တော့နောက်မဆုတ်ကြောက်တဲ့ရုပ်ကိုတော့ဘေးဖယ်ထားလေကြောတက်တဲ့တပင်သမားများထင်ရှားသိအောင်ဆရာကိုစောသူဟေးခမရရင်အင်းအားနဲ့တက်တီဆိုတာပြလိုက်စမ်းပါ လုံးလိုက်ပါဟာငါတို့ရွှဲတာအာစီငါတို့ရွှဲတာဟာဒီနာတော့လာအာတီဗီသူ့ပြောလို့ငါတို့စိတ်ဆိုးနေရှောက်ပြီးတာအလူပါကြီးဟာဒီတော့မေးလို့မေးပြရောဒီလားကောင်းတယ်အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့သောတော်ရင်ကိုလာပြီးအားပေးတဲ့ပြည်သက်ကိုသောတော်ရင်ကခင်ချင်းတွေဗလာဆိုင်တွေအားလုံးတည်ပြမယ်လူကလုံမတို့လည်းခင်ချင်းတွေအများကြီးဟုတ်လားဆိုပေးမယ်လူနဲ့ပတ်သက်တဲ့ချင်းတွေလည်းအများကြီးဆိုပေးမယ်နော်ဒါပေမဲ့အခုလောလောဆယ်ကျွန်တော်အခုတီးလိုက်တဲ့ဒီလောကခင်သချင်းပါပဲအောက်လို့လည်းဆိုခင်သချင်းပဲဘယ်လိုတီးတာတော့ဗလာဆိုင်တို့ကျွန်တော်တီးတင်ထားတာနော်အဲ့ဒါနောက်ကလူရှင်တော်တွေသူတို့မသိဘူးရဲ့ဒါကြောင့်ဝါလိုက်မတီးနိုင်တာ
နော်ဒီတဲ့အဲ့ရောက်ကျွန်တော်သူတို့ကိုလည်းပညာဆမ်းပါရမှာ ဒီမှာခင်ဗျာဆန်းကျင်လာလားအခုချိန်ဆန်းရင်တော့ကိစ္စမရှိဘူးနော် ဟုတ်တယ် မလေးလင်းကနေတော့လာမဆန်းနဲ့မိတ်ခတ်သွားမယ် ဘာတော့ အကြောင်းတက်တယ်ဒီလိုပါကြီးလက်ပြတ်နေတယ်ကြိုက်ကြင် ဟာဟဲ့သားသီးကိုလည်းမျိုးနင်းထုံးမှာဟဲ့ကောင်သားစီဒီမဲ့ကိုစောသူဟိတ် ပြော ဘာခမရဖင်ကိုစမှုသားလို့ကျေတာပေါ့ ဘယ်ကျဲဘူးတယ်ပေါ့အဲ့လို အဲ့ဒါလည်းတင်ပေးတော့ စပုစားလို့ကျေလို့ရလားခင်ဗျာ ကိုစောသူဟိတ် ဘာတော့ ခမရကျွန်တော်လူရှင်တော်တွေပညာသမ်းတာပေါ့ ဟုတ်တယ် ဒီမဲ့ကိုစောသူဟိတ်ရွှေလေးရပြည်တကရခွေတဲ့တီးပြီးသား ဘာတည်း ဇောသူဟိတ်ဆိုင်တွေကလူရှင်တော်တွေကလေဒီမဲ့ရွှေမတ်တင်မောင်းနေကြည်ဖတ်ဒီကြိုက်တာလားမေးလေ အကုန်ရတယ်ပေါ့ မရပါရ အေးယခုကလေးရိုက်တာ ရ အေး မင်းအဲ့လိုမဟုတ်တို့ကအမကန်နဲ့ပြောတာ အတိတယ်သားသီး ဘာသုံးကြောင့်မရှိ ကိုစောသူဟိတ် ပြော ခမရတီးတဲ့ချိန်ကိုကျွန်တော်ဖြေနိုင်ခမဗာပေးမှာတော့ မင်းတို့မအောင်ပြောနိုင်တယ်လူကလူမှဆူကြတယ်ဆူကြတယ်အကုန်ပေးမယ် သေးကြလား ဟုတ်တယ်သိကြတယ် ဟိတဲ့စိုက်တရားကဆွမ်းတာတီး ပုံ သွား ပြီး တာ ခဲ့တဲ့ပွဲတရားတသိန်းကိုပြန်ပေးလား ဘာလို့မပေးရမှာပေးပြီးပါပြီ မလေးဒါမျိုးဒါမျိုးမှတ်မိတယ်နော် အမှန်တော့မင်းတွေကကိုဖော်လို့မတော့ယူလို့ရတယ်မဲကိုလေးမော်တော့ယူပြီးပြီကိုတော်သူဟေးဟိတဲ့ကိုတော်သူဟေးရစိုက်တရားကတူတီးတာကဗလာဆိုင်ကိုခစ်တချင်းကိုဗလာဆိုင်လို့တီးထားတာတဲ့ ဟုတ်တယ် ကျွန်တော်လူရှင်တော်တွေကိုဖြေးတဲ့ဖြေးတိုင်းသူသူချအကုန်ပေးမယ်ပေးတဲ့အာနိုးတို့ကခစ်လူငယ်တွေမသိတယ်ဘာမှမရှိဘူးဆေးရ မင်းတို့မရှိတော့ငါတီးနှုတ်လိုက်တာလေ မင်းခမရတီးဟောတချင်းမလား ဘယ်ချင်းတော့ ဟောတချင်းလေးပါငါချီဖူးခဲ့ပါသည်အချစ်ကနာချစ်စီမတီးပြီယုံစားခဲ့လိမ့်မည်ကတိတယ်လဲလွယ်ဘာဖြစ်ငါတုံးလို့အတချင်းမလားအတချင်းမ ဟုတ်ပါဘူး သားစီမေးနေတာဆန္ဒအလူမာကြီးတောင်းအတချင်းမလားဟုတ်တယ်နော်ဟိုတချင်းလဲပါသေးတယ်ကိုတော်ဒီတချင်းမလားငိုနေပြရတဲ့နေဒီဝချွေတဲ့အခြေပါစီတော့ချီရဆုံနိုင်မှာကိုဆိုတာခမကိုတယောက်တည်းပါပဲအဲမချစ်ဘူးသူရင်လေချာရှိဒီလွယ်လေမှာအရှင်တန်နေရမပြေလို့ပါ မောညက်နဲ့နေဒီမှာနတ်တို့နတ်ညနတ်နဲ့နတ်ညနဲ့နေ အမေကကောက်လောင်းသားပြကုန်ပြီလောင်းသားပြကုန်ပြီ ရက်တောင်းတော့ခုမှကြာဘူး ၎င်းသားပြတဲ့စိုင်းကြတရားဒီတချင်း ဘယ်ချင်းတော့ နွေထွေးထွေးနဲ့ရင်ကဘာရမဟာအေးစစ်စစ်ပဲနေဝင်လာခဲ့ကောင်းပါလေကွီကျဲတဲ့နှလုံးကိုတင်းသားပိုင်သိမ့်သွားရှော့အမင်္ဂလိနေနိုင်မချစ်တတ်ခဲ့တာကိုကမရိုင်းလဲတော့သိလာတယ်ဝမ်းပါရဲ့ချက်ပါရဲ့ရွမ်းပါရဲ့ စိတ်မရဲ့ချက်ပါရဲ့မန္တလေးမရဲ့ဘဲမှာ ဘယ်ရောက်လဲ မအေးဘေးတွေငါ့ကိုကြက်တရောဝတ်တရောဘဲတရောအကုန်လုံးပြောတာ ကြံသေးတယ်သုံးပါရဲ့ တရားกว่าဆရာ အဲ့ဒါမင်းထိုးမကွယ်လိုက်ရမှာ တော့ပါပြီ မင်းမသိဘူးမလားသွားတော့ဒီမဲ့မင်းတို့အာမကုန်းမင်းတို့ကောင်လေလကားကောင်လေ မမ ပြုတ်တိုက်တဲ့ခါကျတော့အိမ်ကိုမကက်ကြဘူးတယောက်မှမကက်ဘူး မမနင်းမြိုင် ဟဲ့သွားမမနေနေပြော ပေါင်လေးကိုနင်းထုံနေပြီမမခိုင် โอ้ยမခိုင်း မခိုင်မခိုင်မမမခိုင်မခိုင်မောင်ကဲမခိုင်မဲထိုင်းလို့မခိုင်မောင်ကဲနင်းမြိုင် ဘာလို့ရီးနာတော့ ငိုနေတာမခွေးကြရ အေးရတယ်ဘာဖြစ်အဲ့ဒါ တဲ့ဘာမှမပူနဲ့ကျွန်တော်ကလူရှင်တော်၄ယောက်ပါတာနောက်လူရှင်တော်ငါတကယ်လည်းဆို9ယောက်တော့ပါတာအသက်ကြီးဆိုဥကျော်ဟိုကပါတယ်နောက်ခုကျွန်တော်တပည့်ဟလာနာမည်လေးနဲ့လူနဲ့လိုက်တဲ့ကောင်လေးကျွန်တော်ခေါ်ပြီးမေးပြမယ်အဲ့ကောင်ကိုသိတယ်နာမည်ကဖြူစင်ကျော်တဲ့ဟလာ โอ้နာမည်လေးကပြူစင်ကြီး နာမည်လေးနဲ့လူလေးကလိုက်လို့ကျွန်တော်သူဒီနှစ်မှသူ့ကိုကျွန်တော်ကဘာဖြစ်တော့ဆိုနာမည်လေးရောဟလာသဘောကျလို့ရုပ်ကလေးကလည်းမစိုးဘူးဆိုပြီးကျွန်တော်ခေါ်ထားတယ်ပြည့်တဲ့နဲ့မိတ်ဆက်ပေး တည်တည်မမေဘာ နောက်ကနာတေးလည်းပြောပါဦးငါလက်သွားတာပဲ မေဘာဖြစ်တာတည်ဟောမင်းကကတော့ဘာ မင်းကငါ့ကိုလက်လား ကတော့ဘာပြိတ္တဒီမျက်နာနဲ့ဒီစောက်ခွက်က तू ကလက်ရတယ်မွေးပေအောင် ဖြူစင်ကျော်ကနာမည်အဆန်းမရှိတဲ့ဆရာရဲ့ အော် ဘာဖြစ်တယ် ဖြူစင်ကျော်ကနာမည်အဆန်းမရှိသေး နောက်ထပ်နာမည်ရှိသေးတယ်ပေါ့ နာမည်အဆင်ရှိတယ်အဆင် နာမည်အစ်စ်ရှိသေးတယ် နာမည်အဆင်ဆိုရင်ခင်ဗျအဲ့နာမည်ကြာရင်ခင်ဗျနေရာနေမူးလေတော့လေ ဟာ ညှိုးလာပါလားငါကောင်ရ အဲ့ဒါနောက်ထပ်နာမည်တစ်ခုကဘာလဲတော့ ပိုးပွားဖြူတဲ့
ဒီခန္ဓာကိုယ်နဲ့ဒီအသားကြီးကနာမည်ဘယ်လိုပေးတယ်လား ပိုးပေါ်ဝါဖြူ မွေးမွေးအောင် ဖြူစွတ်တာပဲနော် အဲ့ကောင်မမုန်နဲ့မင်းနာမည်လေးနဲ့လိုက်တော့ခဏနေတာနောက်ဖက်လိုက်ခဲ့ငါမင်းရင်းနေဦးတဲ့ထဲပြီ ဆရာဆိုတာဒီတချင်းမို့လား ဘယ်ချင်းတော့ အကောင်နေတကောင်းမအောင်ကို ဟုတ်တယ်လို့ပြောလာ ကိုအောင်နိုင်လေးဘာလို့လို့လို့ပဲကိုအောင်နိုင်လေးဘာလို့လို့လို့ပဲပြောလဲဒီလိုပြောရအောင်ပါပဲပြောလဲဒီလိုပြောရအောင်ပါပဲရပ်ပလင်းလို့လို့ဝဲ ဟေးကိုရောဟေးကိုရောဟမ်ဒီလူဒီဖြစ်အောင်ဘသူလောက်တယ်ထင်တော့ ဘယ်သူလောက်တာတော့ ငါလောက်တာကွာဟေးဟာသားတော်ကြီး မမ မင်းမိမဘိုက်ကြီးအောင်ဘသူလောက်တယ်ထင်တော့ ဘယ်သူလောက်တာတော့ ငါလောက်တာကွာ ဒိဗ္ဗေမရှိတာဘာလျှောက်ပြောနေ အဲ့တချင်းဟုတ်လားဆရာ ဟုတ်ပါဘူး မင်းမနဲ့ပင်တော့ငါလည်းနောက်ဝင်ရတာပေါ့လို့ မင်းအယက်သမားတစ်ချင်းလားဆို မမပြန်တော့မယ်နော်တစ်တာ တတာ အာဘူး အဘောအဘောမြအဘူးကြီးတယ် ရုံနဲ့နာနဲ့ကိုမလိုက် အိုးကိုစသူအေးခမရပြောတော့ခမရတဲ့ဘက်တွေမှာသိတာပါ ဟုတ်တယ် မသိဘူးပြန်ပြီးတဲ့တစ်တာတဲ့အာဘူးကြီးတဲ့ငါမစီလိုက်ရတာအေးမွေးအောင်မွေးအောင် ဘာသာကြီးနဲ့ပြောနေမှလည်းမသိဘူး ငါတို့ဖာစီကလုံး ဖာစီကလုံးနဲ့နေနေမနဲ့နောက်ထပ်တစ်ယောက်ရှိသေးတယ်သူအာမကုံနော်ဟိုမှာကျွန်တော်တပည့်တော်ဆိုတဲ့ကောင်လေးရှိသေးတယ် သူမကျွန်တော်ဒီလိုနဲ့တော့သူတို့ခေါ်ထားတာသူတို့မှသိတာတော်ရေတော် ပါတော့ရဟော မဟုတ်တော် ဟောပါတော့ရ မြို့ဆရာကြီး ရ ဝမ်းချုပ်နေတယ်ဆိုလဲကျုပ်ဝမ်းနှုတ်ပေးမယ်လေ မနောက်ပါနေဗျာခင်ဗျာအဲ့လိုမနောက်ပါနေဗျာ အိမ်နာတက်ချင်လဲပြောအိမ်နာတက်ချင်လဲပြောဟိုနားမှာလေးလုံးတော့ခွေးတော်နဲ့ကြိုက်တယ်ငါလိုက်ဖို့မယ် နည်းနည်းဝေးလို့ပါဗျာ တော်ဘလူဖြစ်တာတော့ ကျွန်တော်အင်းနာဝေးလို့ဝင်းညချုပ်ဘူး အော်မေဟိုဟာလေးနဲ့သွားတူတာလေ ဘယ်ဟာ မိမအိမ်နာတက်ချင်တော့လေခွေးနဲ့ဝေးတာကြောက်တည်တော့အောင့်ထားတော့ခါအောင်တော့အိမ်နာတက်ချင်နေပြီတော့ ကျွန်တော်လည်း ပြောပါဆရာရဲ့ဖြစ်ဟာမစီလိုက်ရတာ ဟောခင်ဗျာမနောက်ပါနေဗျာ အော်မနောက်ပါမလို့များ ဟော ဒုက္ခပါပဲဝူယူနေတာတွေ့နေသေးတယ် ဟုတ်ပြောမေး ဒီပဲပြီးတော့ခါပြောတာမင်းတို့ကတချင်းနဲ့ရတယ်ပြောတာဒီချင်းဆရာတီးတဲ့တချင်းမင်းအိမ်မှာတော့သိရလေ သိတယ်လေးဆရာ အဲ့ဒါဆရာကိုအဲ့ဒီဘာချင်းဆိုပြတယ်ပါ ဆိုပြလိုက်ရမှာပေါ့ အဲ့ကောင်လည်းမသိလို့ ဆရာတီးတာဒီတချင်း ဘယ်ချင်းတော့ 1 2 3ဒါလိုဖေးတဲ့ချစ်ကိုနှစ်သက်လက်ခတ်ယူချင်ပါတယ်အထံရဟောင်းလေးတစ်ခုပေါ်နောက်တစ်ခုတိုးမှစိုးရိမ်နေတယ်အာရမြတ်တဲ့ဝဲလေလက်ပြကူကဒါရခြင်းနဲ့ဝဲလေမောချစ်ဝဲလေလေ မပြန်ញင်မှုချီအိမ်နာတော့အိုက်ဆိုလုံးလေးပြရမယ်စားအောင် အေးဘေးလေ ငါစုရောမလား မဟုတ်ဘူးအဲ့ဝဲနေလေတချင်းကြီးဆရာအဲ့တချင်းတီးတာမဟုတ်ဘူးမင်းလည်းငါအုပ်ပတ်လို့နားတော့လား အော်မဟုတ်ဘူးလားဗျာဟော ဒုက္ခကငါတော့မှဘယ်လိုဖြစ်နေလဲ အော် ဆရာတော်ဘုရားဒီနာခနေကြီးခေါ်သွားရမှာဘုရားလုံးလုံးချုပ်လို့ တော့ပြန်တော့တော့ အော်ပြန်ပါပြီဗျာ ဒုက္ခစိတ်ကြည့်လိုက်တော့ဟာဘယ်လိုယူနေခုံမှန်းကုန်မသိပါဘူးငါလည်းဆိုင်ဝတီတဲ့ကြောင့်ဒီမှာပြောနေတော်လေးနဲ့ဒီတော့ဆိုင်ဝတီတဲ့ကြောင့်ဒီမှာပြောနေတော်လေးနဲ့နေတော်လေးနဲ့ကြောက်လို့ပြောဆိုင်ဆိုင်ကြောက်လို့အိမ်လို့မပြောအရက်ထဲမှာတော့ချင်းပြောဒီအလူမလို့တော့သူဟိနဲ့အားလုံးပြောဆိုင်ဝတီတဲ့ကြောင့်နေတော်လေးနဲ့ဒီတော့အလူမပြောဆိုင်ဝတီတဲ့ကြောင့်အလူမပြောနေတော်လေးနဲ့ဒီတော့နေတော်လေးနဲ့ကြောက်လို့ပြောဆိုင်မကြောက်လို့အိမ်လို့မပြောအရက်ထဲမှာကြောချင်းပြော
တူပုံကနေခဲ့ဘူးတဲ့မိမရနိုင်အောင်လေးရှင်နေမှာခံရတဲ့ချိန်တွေကိုတတိယလူရဲ့တနာမိတဲ့အချစ်ရဲ့ချစ်ရဲ့မိပြကဒီလိုပါပဲကွယ်ကျေးဇူးပါမိုးမီမတီမလုံးနဲ့ညို့အစီမိုးမောင်တွေချလိုက်ဘယ်တော့ဖင်တိုက်တယ်နော်တိုက်အခုပြန်မေးမယ်အဲ့ဒီအများကြီးပါလားဟိုမီပြောရှိမစိုးအလွန်ဒီမှာဒီဖွယ် sorry ကျေးဇူးပါသူရဲ့ရှင်ခွင်ထဲမှာသူပုံကနေခဲ့ဘူးတဲ့မိမရနိုင်အောင်ဘာလို့အဲ့လိုတွေမကိုင်းနဲ့ရားတဲ့ချင်းတွေကိုမခိုင်းမလုံးနဲ့မခိုင်းမိပြကဒီလိုပါပဲကွယ်မလောက်တော့ပါမိပေါ်တဲ့ရောစင်လို့တင်းတဲ့ကျိုးတဲ့အချီရခိုင်နေအောင်ကွယ်မလေးတော့ဟာယောက်ျားမဟုတ်ဘူးတော့မေးသိချစ်တယ်အသေးနဲ့အောင်သိချစ်တယ်တိုင်းထဲထားတဲ့ရှင်မချစ်တကားလေးဒီလိုဤချာဟာဘာတွေဖြဲကုန်လဲမသိဘူးမခွေမခွာချစ်သူမလာလို့စိတ်ကောက်သွားတာပြည်တော်ညို့ချက်မဝေဘောပြည်တော်ရှိညို့ချက်မဝေလို့စိတ်ဒီဝေပြေမလို့ဒီလာနိုင်မယ်မထေတော့မလေးကုတ်တယ်တော့โอเคအဲ့ဒီမချင်းတော့ကြားနေမှာတို့လိုက်လိုက်မယ်နော်โอเคမလေးနိုင်မခိုင်တော့မခိုင်လေးကိုစောကျမတော့ရောက်လာပြီကျမတော့သိရမလားပပနိုပဝဲခင်ကျမနိုအရင်တော့လို့မြန်မာတန် WhatsApp တွေနဲ့လာတော့ဘယ်ကောင်မှမကြည့်ဘူးခုတော့ကျမအဘွားတော်ပေးခံလိုက်ရသေးတယ်မလေးယုံပါရှားတာဘုန်းကြီးရေချိုးတာပဲဝဲပေါက်လည်းမတတ်နိုင်ဘူးကျမတော့ရောက်ပြီတော့ကျမကိုမင်းဦးကိုပြောတာခုချိန်ကြီးရောက်မလာသေးဘူးမင်းဦးရေဟုတ်ပဲနေဘယ်သူပြောတာတော့မင်းဦးကျမချစ်တယ်ပဲကျမချိန်ထားတာလေမင်းဦးအဲ့ဒီချိန်ထဲမှာမင်းဦးနဲ့နေနဲ့မညာဘူးဘဘဝခင်နဲ့မင်းဦးနဲ့မညာဘူးဒီနေ့ညကျမတို့ကချိန်ထားတာဒီနေ့ညခိုးပြဖို့လက်မှတ်ထုံးပါလာပြီမင်းဦးလာပြီမယုံရေခုနာမင်းနဲ့ချစ်လီနေတာတော့ပါစီချုံနာမောင်ရဲ့ချီပေါ်လာသူပဲမခိုင်တော့အမြင်မပေါ်နိုင်ရောကခုလိုချက်သေးပြီးလုံးပါလေမင်းဒီချစ်စင်တလေးနဲ့မောင်လာသူပဲတလာဟေးရေခုနာမင်းနဲ့ချစ်လီနေတာတော့ပါစီချုံနာမောင်ရဲ့ချီပေါ်လာသူပဲအမြင်မပေါ်နိုင်ရောကခုလိုချက်သေးပြီးမဒီမင်းလေးချစ်စစ်တလေးနဲ့မောင်လာကိုပေးကြီးမချက်တွေပြေဆုံးပြီးမင်းကဒေါက်တာထင်တယ်လေးမချစ်ကတော့ပြီးရေကူကစီကူပေးမတော့နေခြင်းဆုံးပြီးမင်းလေးကဆရာဝန်ဖြစ်ရင်မောင်မလာကွေမင်းကချစ်စရာလေးတော့အဒီမခိုင်အောင်မနိုင်ဘူးဖြစ်အနာလီယာဖေးစော်တယ်ကျမတော့ဖေးစော်လို့အနာလီယာရေခုံးမင်းချစ်လေးတော့မအိုးစီကြောင်မောင်ရဲ့ချီမောင်လာကူပီအ
မိမဖော်တဲ့ရခုလိုချစ် အဲ့နောက်လည်းတို့အဲ့နောက်လည်းတို့တင်းနေမယ် ချစ်စိတ်တလေးနဲ့ပေါလာကူပေအိုးချစ်သူရှိရအောင်နောက်ကနေတကောက်ကောလိုက်ရှာနေရတယ်အချစ်ရှုံးသမားလေးမောင်သားစီကိုအမြဲမြင်တွေ့နေရမှာပေါ့လေကင်မတက်နိုင်ကွာဒီနေ့တော့ကျွန်တော်ကောင်မလေးနဲ့ကျွန်တော်ချင်းထားတာဒီနေ့အလူမကျွန်တော်တို့အလူမကြီးအလူမသူကအင်ကြီးနေအောင်လေးဝက်လာမယ်တဲ့အဲ့ဒါကျွန်တော် ဒီမှာနစ်မီတွေဒီမှာပဲတွေများတယ်မမြင်ဘူးလားမသိပါဘူး မဟုတ်နေပါတော့ အေးဒီမှာပပ ငါပအဲ့လိုဘိုက်ကြီးမမဲဘူး ပေါင်းတင်မှာနောက်ပတ်ကြ ဘိုက်ပေါင်းနေနေရှိလား ဒီငါတို့ပြမှာတင်လို့ရတယ် အနေပါတော့ အေးဒီစီကိုနေရပါတော့မေးရနော် ဩသိတယ်လေဒီစင်ငါသိတယ်ဟိုဘကနားလေးကခေါင်းကိုစိတ်ကဟာကြီး အားချမ်းဒီမှာစကားမရဘူးတော့ မဟုတ်ဘူးလေခေါင်းကိုစိတ်ကတော့ ကိုနုံနုံလေး နိုးလည်းမသိဘူးခေါင်းလည်းမသိဘူး ရှင်ကျမနဲ့ချိန်တာမဟုတ်ဘူးလား အိုးနင်းနဲ့ကချိန်မောင်နင်းနဲ့ကလည်းဘာဆိုင်လဲနင်းနဲ့ကလည်းတူလို့လားတွန်လို့လား အေးတွန်မတွန်လဲတွန်ရှင်ကျမကိုချိန်တာလေကျမလက်မထုတ်ဘူးနောက်ကျနေပြီသွားမယ် အိုးနင်းကချိန်တာမဟုတ်ငါမိမနဲ့ငါကလေးနဲ့ငါချိန်တာ ဘယ်မောင်နေမိမနေကလေးရ ပါတယ်ဗျနော်နင်းငါ့ကို15မိနစ်စောင့်ရင်ငါမိမရစရာအကြောင်းမရှိဘူးနော်အဲ့တော့ငါမိမနဲ့ငါကလေးရှိတယ်နော်ဇလန်းနဲ့မှမင်းဦးနဲ့ပပဝင်ခင်မညာဘူးနော်အကုန်သိတယ်လက်ခံတယ်နော် ငါနေမယူလဲငါသူ့ယူမှာနော်မပိုင်ရှင် မလေးနေလားနေပိုင်ရှင်ရှိတယ် မလေးပိုင်ရှင်ရှိရမကျူးကြော်ရပေါ့မလေးပေါ့အပြည့်ထွက်သွားပါလားနော်ကဲအဲ့တော့ကျွန်တော်ဒီ ဒီ နေ့ မဲကျမနဲ့ယူရမှာ ဩငါမိမနဲ့ငါကလေးပါတယ် ဘယ်မှာပါလို့မပါပါဘူးဒီမှာလို့ နေငါရှာလန်းမယ် ဘယ်မှာတော့ ချစ်ကလေးရေအတင်းနှလုံးလေးပူတူတူလေး ဟုတ် အိုးအဲ့အိုကြီးအိုမှာရှစ်အိုကိုယူစရာလား လောက်ချင်မှုနဲ့မပွေးကြိုက် နေလုံးနဲ့နည်းနည်းများနေပြီနော် ကြောက်လိုက်ဘူးနော် ကဲအဲ့တော့မိမရေ အညိုတင် ငါတို့အ အညိုတင်မမြင်ဘူး မဲတယ်ပေါ့ပါဟိုကလည်းမြောက်ပြီနာလှပါတယ်ပေါ့တယ် ဟာရင်ဘတ်ဒီတတိဖြစ်အောင်မင်းမလို့လောက်တာလဲဘယ်မှာလဲဘယ်မှာတော့ပြော ရတယ်နော်မိမတွေများပြောင်းလဲသိမြန်တာပဲငါမိမရေ ဒီမှာလေး အချစ်ဆုံးလေးတေးလေးပူတူတူ ဘယ်မှာသူမိမ ငါမိမ အဲ့ပဲကလေးတွေအလူမရသူ့ချမလို့တော့မပိုက်သူ့မရသူ့ချမလို့လေ ဘာပိုက်အဲ့ပဲ ဆောအေလို့ဆောတာ ဟဲ့ဘိုက်တော့ထိုးမယုံပဲတော့မသူ့ချမလို့လေ ကိုကနာစိတ်လည်းနေဖို့စိတ်နှလုံးရှင်ပြုံးနေဖို့ကိုကနာချင်လည်းနေဖို့စိတ်နှလုံးစိတ်လည်းနေဆောအေလို့ဆောတာဆောလာရှောက်တာပါစ ဟောအော်ငါသူ့ဘက်ကရင်မာတက်ကြည့်တာမလေးတော့စိတ်ပြတ်တာတော့မင်းဦးတို့လူရွေးမားပြီမင်းဦးတို့လူရွေးမားသွားပြီ ဟဲ့နေပါဦးမဲ ဩဘာနေနာယူတာတော့ကိုဝင်းနေကလေးမဟုတ်ကလေးဒီနားမှာဩလုံးနဲ့လူကြီးဟာနေကလေးကနေအဲ့ဟိုနေထားဒီမှာနေရောငါတခါခိုင်း နေအိုဂျီလာပြောဟိုထသူချလို့မကြည့်ဟိုမထသူချလို့မကြည့်မဲအဲ့ပြဆေးရိုက်သွားတော့ပြလိုက်ရမှာ ဆေးရရိုက်သွားပြီးနောက်ဘက်ကကန်တော့ ရပြီးသွားပြီးဟိုမဘေးလေးတူလို့သွားလို့သွားပြီးမဝဲကြည့်မလို့တင်ကြကုန်မို့ မဟုတ်ကိုကတောက်ဖို့ပတ်စံကြံသေးလားပြန်ပေးလားနှစ်ပတ်ဖူးလောက်ပြန်ပေးရမှာ တော်ပြီတိုင်းတော့သွားရပြီအကိုဘေးလေးကတော့အကိုဘေးလေးကိုဖယ် မိတ်ကိုကြီးလား အကိုဘေးလေးကိုဖယ် မိတ်ကိုကြီးလားနေတို့ခခိုင်းတော့မသားမလေးရှိတော့လင်ငယ်နဲ့ဖောက်ပြန်နေသေးတယ်ထိုင်တော့ချစ်တယ်နော်အလိုမလိုက်ဘူးရင်ခွင်နဲ့ထည့်ပြီးဘုံခွဲပြင်မှာပါ မဲဒီမဲ့မင်းဦး ရှိလူပြ ချီကျမပဲယူရမယ် no speed don't talk share your mouth ဘာပြောတယ် မိမရဲ့အမေနိုင်ချင်လားနေဦးလေဘိုက်ကြီးနဲ့မဖမ်းနဲ့လေ ခေါင်းနေတော့မူးပါတယ်တော့ နေဟာကြီးကလည်းဘလို့ကြီးကိုဒီလိုတလုံးကြီးတယ် ဒီမဲ့မင်းဦး ရှိ ဒီမဲ့မင်းဦး ဘာတော့ နေဝင်လာလိုက်
နိထွက်သွားလိုက် ဒီစားတိုင်းငါကြားဘူး ရှင်ကိုဓာနဲ့ထက်ထက်ဆိုင်လက်ခံထားတာငါလူမ ဒီချင်တာလိုက်ပြတ်သားလိုက်ရှင်ကိုထားတဲ့ချက်ချက်ဆက်ဒါကိုလက်ခံထားရငါ ဝိက ဟုတ်မှန်ဝိုင်းစုကိုင်းနေရှင် တကယ်တော့ဖိတ်တယ်ကျမကလေသူပြောတာလေးပဲကြည်ရင်ချင်တဲ့ဆိုမင်းပြတော့ညံ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  ငါနဲ့ နောက်ပိုင်မရဘူးခါ ဒီမဲ့ပပ ပါတော့ တကယ်စု ဟုတ်တယ် နင်တို့သားမိတွေလားလေမယားတွေလား သားမိပေါ့ဟာ မတင်ကားနေတာကားပေါ်လေတပူပူတရွဲတွဲညအိမ်လေတပူပူတရွဲတွဲငါသိတယ်တော့နင်တို့ဟိုမိုတွေဖြစ်နေမှာ သာသမီးတဲ့နဲ့အကုန်ယောက်ျားတွေကြည့်တယ် ကျမလည်းယောက်ျားအဲ့ဘူးလေအကောင်ယောက်ျားတွေ ဒီမဲ့ ဘာတော့ ရှင်ကျမကိုယူရမယ် no speed တုံးတကင်ငါမှငါသားနဲ့ငါမိမနဲ့ရှိပြီးသားငါသားလေးလောင်းလားဖိတ်ရှိလောင်းငါသားလေးလောင်းဟဲ့ ဟုတ်တယ်အမလီဖေတော့ကျိုးတော့မှာပဲဒီမဲ့မင်းဦး တို့နေငါသားလေးနဲ့ငါပြောစကားပြောမှာငါသားလေးနဲ့ငါနဲ့မတွေ့တာနှစ်ပေါင်း BC 350လောက်ကြာသွားပြီသားလေးရေပီပီပြီးအောင်ခေါ်ငါသားရဲ့သားလေးရေ ဖေဖေရေ ငါသားရေ ငါဖေရေ ငါမရသားလေးရေ ငါလုံးမဖေရေ ငါဖြစ်နေကြတော့တာဖာရဖြစ်နေဟုတ်ပါဘူး ငါတို့မဖေ ဒီမဲ့ဒီမဲ့ ဒါတော့ အုံနောက်သေးကလားခန္ဓာကိုယ်ကလား ငါကြားဘူးလေ ရှင်ဘတ်သေးကလား ဖင်ကောင်းတွေက အဖေကနေငါ့ကိုယူရမယ် မယူနိုင်ဘူး ဘာပြောတယ်ဟေးဘောရပါတယ် ဒီမဲ့မမနေ ကျမပဲလက်လွတ်ဆုံးရှုံးပေးလိုက်ပါတယ် မလို့လားမိမပြန်မယ်ငါတို့ဟိုဟာဖြင့်ဟိုနားလေးကထိုးမုံလေးပါလေးစားရင်းနဲ့ငါတို့ဖက်နယ်လေးပါလေးခိုးပြီးပြန် ရွက်ကြပြန်မယ်ရွက်ကြ ယောက်ျားဒီမေရွက်ကြ ကိုကိုရွက် ကိုကိုရကနေသေးတော့မှထည့်ပေးမှာ ပြန်ပဲတက်လာလေလက်ဖဲဟုတ် မလေးမိမအာနိုလာမသိပါဘူးတော့ တက်နောက်ကသား ဟောအဲ့တော့ အဲ့ဒါပဲ မလေး ငါတို့ကမမ ရွှေလေးသူတွေလင်းလဲနိုင်တယ်တားလဲနိုင်တယ်တော့ ငါတို့ကမမတွေကိုရွေးထားတော့အဲ့လိုပဲဂယုဆိုင်ခံ မပွေးကန်မခိုင် တက်နေလောက် ဟဲ့အားတော့ ယဟကရှင်ပြုနာသာအလိုတော်မင်္ဂလာပရိတရားတော်နာဖိတ်ကြားတော်ဟာတဲ့လန်တော်နဲ့ငါးပါးနဲ့ရတနာဘုံမဟာလေဖြင့်ကျောင်းဆရာတော်ဥတုမနာဥထိထားလေအလုဒကာကြီးအဖဖြစ်တဲ့ဥခွေးစိုးအလုမာကြီးဟာလားအလုဒကာကြီးအမိဖြစ်တဲ့ဒေါ်လလအလုဒကာမကြီးမိဘများဖြစ်ကြတဲ့အဖဥလာသိန်းအမိဒေါ်တော်ပြေးတို့ကိုကျေးဇူးရတဲ့ခရီးမန္တလေးတိုက်ဒေသကြီးဗရဗုဒ္ဓမြို့ရွှေကျဲရဲ့တိုက်နဲ့ရွှေလေးကတဲ့နေတဲ့အလုဒကာကြီးဥအာကြီးခေါ်ဥစောမြို့ထုံး ဟုတ်ပါ အလုဒကာမဒေါ်စပယ် မားနေတယ် ဟမ် အလူမနာမည်မားနေတယ် ဒေါ်စပယ်မှန်ပါတယ်ငါလည်းမြင်မျက်စိမပွဲပါဘူး ဆရာလည်းအလူတကာကဥဆောင်မျိုးထုံးဗမာလူမျိုး မမလူမျိုးမလို့လူတာပေါ့ဟာ အလူမကဗမာလူမျိုးမဟုတ်ဘူး အလုပါပါ တရုတ်လူမျိုး ဟာ အသားရင်ဩ အလူမရတရုတ်လူမျိုး ဘာဖြစ်လို့လဲကပြောတော့ အလူတကာကြီးဥဆောင်မျိုးထုံးဗမာလူမျိုးအလူမကြီးတရုတ်လူရတာမြင်လား ဘယ်လိုလို့ ဘယ်လိုရတာ တဲစပေါ် ဟာ ဘယ်လို အလူမတရုတ်လူရတာလေ ဘယ်လိုလုပ် တဲစပေါ်ဗမာလူကြတော့ဒေါ်စပယ် မအေးဖေးဒီသားလေးနဲ့ပတ်လဲနေတယ် အာလိုက်တာ တားလိုက်ရတာလေးဖြစ်တဲ့မောင်ကောင်းစင်ခတ် ဟုတ်ပါ မောင်ဟန်ထက်အောင် အထက်အောင် သမီးလိုက်ရတာဖြစ်တဲ့မတ်အိတ်ခွန်ချူတို့ တယောက်ချန်သေးတယ်တယောက်ချန်သေးတယ် ဟာ တားလိုက်ရတယ်တယောက်ချန်သေးတယ်ဒီကြဖောင်း ဟာသားနှစ်ယောက်တည်းရှိတာပါမယ် အမှန်မြင်လားနောက်ဆုံးမရတာတာမောင်သားရှိတယ် မင်းသူသားမဟုတ်ဘူးမင်းကငါသားမင်းကငါသားရ အလုဒကာကြီးဥအာကြီးခေါ်ဥဆောင်မျိုးထုံးအလုမကြီးဒေါ်စပယ်တို့ရဲ့အလုဘဲမှာဆက်ပြင်းသားလေးဆိုတော့ရအလုဒကာလုံးမကွန်ပျူတာချင်းလေးခေါ်ကျွန်တော်တောင်းဆိုထားတဲ့ချင်းပြကြဒုတိယပုတ်ဆိုပေးမယ်နော်သရာပြည့်တယ်လူတဲ့ကျွန်တော်အဲ့ဒါပြကြတော့ဒီချင်းလေးပြဆိုပေးမယ်အားလုံးကနေ့လူဝဲရဆင်ပြေသွားတယ်အားလုံးသွားတယ် โอเคတယ် တော့တို့မြန်မာလူမျိုးတွေဟာမေဘလို့အဆင်ပြေလားဆိုအသေးကโอเคတယ်အဲ့လိုပြောတာကနေ့ကျွန်တော်ကလည်းဒုတိယကြီးကိုလမ်းပေးမယ်ဒုတိယကြီးဥဆောင်မျိုးတို့โอเคလားအလူမကြီးโอเคလားโอเคတယ်အဲ့ကြောင့်ဒီအလူကြီးက โอเคပါ ဒီအလူကြီးက โอเคပါ ဒီအလူကြီးက โ
ပါရဲ့လားအလူမကြီးရဲ့ဘာဝနာပွား okay ပါရဲ့လားတော့စပယ်ကြီးရဲ့စေတသာ okay ပါရဲ့လားစပယ်ကြီးရဲ့စေတသာ okay ပါရဲ့လားရှင်ရင်ွယ်မှာတော့ဘော okay ပါရဲ့နော်လူရတာတကယ်ပြော okay ပါရဲ့နော် okay ဆိုရင်အစင်လက်ပြလားအလူမကြီးက okay ပါ အဲ့ဒီကလည်းမတော့โอเคပါပြီဟိုအနေโอเคပါโอเคပါ လူရာကြီးစေတနာတမ်းโอเคပါရဲ့လားအလူတွေကကြီးဘာဝနာပွားโอเคပါရဲ့လား okay တာဗောဗျာ မြို့ထွန်းရဲ့စေတနာတမ်းโอเคပါရဲ့လား okay တယ်လေ ဆိုမြို့ထွန်းရဲ့ဘာဝနာပွားโอเคပါရဲ့လားချီပြူဝေးမောင်းတရာပေါ်โอเคပါရဲ့နော်လူရတာတကယ်ပြောโอเคပါရဲ့နော်โอเคဆိုရင်စင်သစ်ပြလို့အလင်းဝေးရှိတာโอเคပါ ဘော โอ้လာမကြီးရဲ့စေတသာ okay ပါရဲ့လား အလူတွေကကြီးဘာဝနာပွားโอเคပါရဲ့လား တော့စပယ်ကြီးရဲ့စေတသာ okay ပါရဲ့လားဗျာ ဆိုမြို့ထွန်းရဲ့ဘာဝနာပွားโอเคပါရဲ့လားရှင် ရှင်လူရမတရာဘော okay ပါရဲ့နော် လူရတာတကယ်ပြောโอเคပါရဲ့နော် okay ဆိုရင်အစင်ပြတ်တယ်လို့အလူမကြီးက okay ပါမြတ်သာသနာပေါ်ရောက်အောင်ခေါ်သာဓုတော်မြတ်ရဟန်းပြု ရှေး သမီးကညာအလမျက်နာသာဟော့ဒီအလူပွဲချိန်ချိန်သည် ရှေး ကုံမကြီးအတွင်ဖော်မညင်နန္တာလိမ့်ကြံပန်းတွေပန်းမြတ်တောင်တုတက်အနေခံမြတ်တောင်တစ်ဖြက်ဖြက် ရှေး ကာလာရလိုက်ပျော်ပိုက်ခါသူ့စော်ပြုံးလို့ရှာတွေ့ပြန်တော့လဲရှက်ပြုံးကြီးမျက်နာစဖြီးပြီး ရှေး ဘာရနဲ့ထမင်းချက်တွေစေတနာကောင်းကြသလဲပင်မကြလို့မငြင်းနိုင်အချက်ပြုတ်တွေကပိုင် ရှေး ဒီအလူကြီးကโอเคသဗျာအလူတန်းဟူသည်โอเคပြီမြန်မာတို့ရဲ့အလူပွဲစီ ရှေး အားလုံးစွတ်တိုင်းလို့သာဒီလူချင်းမโอเคပါကြော်ညာကောင်းတယ်ဗျာ ဘုံမကြီးပေါ်တဲ့ငါလေးတာရတောင်းဝင်ခန်းဆောင်နေတာအားလုံးโอเคပါ မင်းတဲ့ချက်တကယ်ကောင်းလို့အဲ့ဒီများဆိုโอเคပါ ခန်းကိုယ်လေးနဲ့โอเคကြလို့တရားလုံးပြီးကိုဒီအားလုံးကျွေးလို့စီရနာပါ ကြော်ညာကောင်းပြီလား ဒီโอเคโอเคပါ ကာလာလည်းစွတ်တိုင်းလို့သာဒီလူကြီးမโอเคပါကြော်ညာကောင်းတယ်ဗျာ ဘုံမကြီးပေါ်တဲ့ငါလေးတာရတောင်းဝင်ခန်းဆောင်နေတာအားလုံးโอเคပါ မင်းတဲ့ချက်တကယ်ကောင်းလို့အဲ့ဒီများဆိုโอเคပါ ခန်းကိုယ်လေးနဲ့โอเคကြလို့တရားလုံးပြီးကိုဒီအားလုံးကျွေးလို့စီရနာ အလုံးအပြည့်လို့စင်နာပါကြော်ညာကောင်းပြီလား ဒီဒီโอเคโอเคပါ ကြော်ညာကောင်းပြီလား ဒီဒီโอเคโอเคပါ ကြော်ညာကောင်းပြီလား ဒီဒီ
okayအားလုံး okay သွားပြီ okay ပါပြီဆရာ okay ပြီးတော့သရာပြည့်ပြီနေတာပေါ့နော်တဲ့အလူတဲ့ဘာချင်းလဲ တားစီရေ ဘာလို့ ဟောဒီအလူကြီးကလေတရားပြည့်တဲ့အလူတဲ့ဗျ စနေအလူမကြီးရဲ့စိတ်ချမ်းသာမယ်စင်နာရဲတောင်လောက်ကြီးတဲ့တကယ်ကျွေးပွဲလူတွေပေးမယ်အလူမကြီးတော့စပယ်ကြီးပြောစင်ခါကလာမင်းကြီးပမာတိတ်တိတ်သာနှလုံးဒီတရာပေါင်းနဲ့ပြည့်တဲ့အလူပွဲပါ ဟုတ်ပါဘောယနေ့လူတကားကြီးစိတ်ချမ်းသာတယ်စီနာရီတောင်လောက်ကြီးပေးကင်းကျွေးဝေးလူတွေပေးမယ် ပေးရမှာပေါ့ဗျာ လူတကားကြီး ဘာတော့ဗျာ ဦးစောမျိုးထွန်းကြီး ဗျာဗျာ ယောရှိကာလာမီဒီပမာတီဒီကာ တာတာပေါ့ဗျာ နှလုံးပီတိပြောင်းတရာပေါင်းစီပြီးတဲ့အလူပါ ဝါလာ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 ဟေး လူမကြီးရဲ့စိတ်ချမ်းသာမယ်စင်တော်ရဲတောင်လောက်ကြီးတဲ့ဘကကျွေးမွေးလူလည်းပေးမယ်အလူမကြီး ပါလေးရှိ ဘာတော့ဗျာပြောရွှေကာကလာမင်းကြီးပမာတိတ်တိတ်သာ နှလုံးပီတိပြောင်း တရာပေါင်းနဲ့ပြည့်တဲ့အလူဝဲပါ တာနာမြေမဟီရွှေစီဆို၍ကြည်သာချမ်းမြအလူဒါနာပြုကြရဝဲကြည်လီယောပိတ်တရစိတ်ကမခွေလူရစီမြမလို့မြတ်ဖျားပူတော်တန်တော်ရှင်မြတ်နေစကအရွယ်အယုံတော်စွမ်းဝမ်းပန်းတသာလူရရဝေနိဗ္ဗာန်ပြည်နာတလမ်းမာလို့ရောက်ကြပါစေသော
တရားတရားတွေပြီးလူသာလူတဲ့လူပွဲပါ ခဏလေးပေးလူတာဟောတဲ့လူပွဲပေါင်း တရားတရားတွေပြီးလူသာလူတဲ့လူပွဲပါ ဒီလူကဘလို့ပါရဲ့သူကသိလိုက်တယ် ဒါတော့လေးတီလောက်ပါရဲ့ဒီခါသိလိမ့်မယ် ဒီကုနာပနပါရဲ့သူကသိလိုက်တယ် ဒါတော့လေးတီလောက်ပါရဲ့ဒီခါသိလိမ့်မယ် အိမ်မတော်မြောက်ပြီလားကုသိုလ်ဒါနမြတ်တာကွာ ဒီနေ့နဲ့ပိတ်ကကြောင်း ရမယ် ဒီလာတရားတွေမြင်ရမယ် ရမယ်ရမယ် ဒီလာတရားတွေမြင်ရမယ်တို့လူတော်သိတော်ဒီခက်ခက်နာကိုယူဝဲမြောက်ွယ် နေနာလေးပေးလူတာဟောတဲ့လူပွဲပေါင်း တရားတရားတွေပြီးလူတော်သူတဲ့ဝေးပါ နေနာလေးပေးလူတာဟောတဲ့လူပွဲပေါင်း တရားတရားတွေပြီးလူတော်သူတဲ့ဝေးပါ ဒီလူကဘလို့ပါရဲ့သူကသိလိုက်တယ် ဒါတော့လေးတီလောက်ပါရဲ့ဒီခါသိလိမ့်မယ် ဒီကုနာပနပါရဲ့သူကသိလိုက်တယ် ဒါတော့လေးတီလောက်ပါရဲ့ဒီခါသိလိမ့်မယ် အိမ်မတော်မြောက်ပြီလားကုသိုလ်ဒါနမြတ်တာကွာ ဒီနေ့နဲ့ပိတ်ကကြောင်း ရမယ် တော်လာတရားတွေမြင်ရမယ် ဟောတဲ့လူတွေရမယ် ဒီလာတရားတွေမြင်ရမယ် တို့လူတော်သိပြောရဲဟောတဲ့နာနာဘုံယူပါမြာဖွေ အလေးရညီမငယ်ဒေသရှင်တွေထက်ထက်လို့ခေါ်ပါတယ် ကျွန်တော် ဘုရားအဲ့ဘာကြောင့်လာလဲပါတင်ရအောင်ဟုတ်ကဲ့ကျွန်တော်တရားရတရားရလားဟဲ့ဘာပြီးမခါရကျွန်တော်တို့ကစကြမှာခိုင်းဒီမဲ့ရိုင်းမယ်ဝိုင်းလူ ဒါသိတယ်နေတာဘုံပြသိတယ်ဘိုက်တော့လည်းမရ မခါရငါတို့ကမသိနေ အေးပတ်သက်တယ်လား တော့တင်သိနေအောင်နေ နေနေပြည့် ဒီကဘေးမခိုင်းမခိုင်းဟဲ့